ရှေ့တန်းစစ်မြေပြင်တနေရာစစ်တီညစာစားနေအောင်လဲကြကုန်တယ်စစ်တီတယောက်ကအော်လိုက်တယ်အစိမ့်မိပြီဟဲ့ထမင်းပို့တဲ့နီးနာရွာတော်တွေကိုဖမ်းပြီးစစ်မိတယ်အဲ့ဒီအစိမ့်မိတဲ့ကိစ္စကိုဂျင်းရှိလေစဉ်းစားခံနေပြီမောင်တယောက်လူနေရာဟောင်းမှာထုတ်ပိုးတွေတိတ်နေလို့ဂျင်းရှိလိုက်လာတယ်ဆောက်ရမ်းချော့တဲ့ဂျင်းရှိကိုရန်ရွှေတော်တယောက်ကြွေနေပြီးဘေးမှာဝိုင်းနေတယ်မောင်ကတော့ဂျင်းရှိကိုစိတ်ဝင်စားဘူးမောင်တယောက်နောက်နန်းဆောင်ပြောင်းလာပြီမိဖုရားကိုကူတို့လည်းဝမ်းတာအားရကြိုဆိုကြတယ်အထင်းတော်ကျောက်ကနောက်နန်းဆောင်နေရာတွေလိုက်ပြတယ်အခြားရန်ရွှေတော်တွေလည်းမိတ်ဆက်ပေးတယ်မောင်တယောက်ကိုခန်းနေပါနဲ့ဖြစ်သွားပြီမောင်လှုပ်စားပြီမောင်ရဲ့အလောက်ကမိဖုရားမတုံးဆောင်ပြီးစိတ်ဆွေပေးရမယ်အယောင်ကတော့မတင်ကားစရာမရှိဘူးထူးဆန်းတဲ့အနံလည်းမရှိဘူးဒီရစားစားမှာစိတ်မရှိကြောင်မောင်လျှောက်တင်တယ်မောင်ကအစိတ်ပေါင်းများစွာတူလက်ပေါ်မှာစမ်းတက်ခဲ့တော်ရုံစိတ်ကမောင်ကိုမတိုးတော့ဘူးမောင်မိဖုရားခေါ်လို့တော့တယ်ဂျင်းရှိတူလက်နဲ့ဆွဲဆောင်ပြီးမဲ့မောင်ပေါ်လုံးဖြစ်ဘူးမောင်ကိုခေါ်တဲ့ကိစ္စစစ်တီထမင်းဆိုင်အစိမ့်မိတဲ့ကိစ္စကိုဖြေရှင်းဖို့ပါမောင်တယောက်စစ်ကြည့်တယ်စစ်တီတွေစားတဲ့စားစာထဲမှာစိတ်မရှိကြောင်မောင်တယောက်ပြောတယ်အစားစာမဟုတ်ပဲဒီနာပန်ဝင်းတင်မှာစိတ်ရှိတဲ့တင်းမြစ်တိဖူတွေရှိတယ်အဲ့ဒါကိုစစ်တီတယောက်ကထင်းဖြစ်တော့ပြီးထွက်လာတဲ့မိကုံးငွေကိုရှူမိလို့ဖြစ်တာမောင်ပြန်ဖို့လို့တော့ဂျင်းရှိကစိတ်ကိုလှုပ်ရှားစေတဲ့စိတ်တနည်းအားဖြင့်ထန်စေးကိုဖော်ခိုင်းတယ်ပါဝင်ပြည်စည်းနဲ့ချိန်နှဲငယ်တာပေးပါလူမရအောင်ဖော်ဆန်းနိုင်ကြောင်းပြောတယ်ဂျင်းရှိပြန်ကနေရန်ရွှေတော်တယောက်ကလူမအခမ်းမှာနေရာထက်လက်ဖက်တောက်ဖို့ခေါ်တယ်ဂျင်းရှိမြင်လိုက်တယ်တကယ်ဆိုဒီတဲ့ဂျင်းရှိမောင်တယောက်ဆေးဖော်ဖို့ဓမ္မတော်ဆောင်သွားတယ်တန်ဖိုးကြီးဆေးတွေအများကြီးတွေ့လို့လူမပြောနေတယ်လူမဆေးဖော်ဖို့ပစ္စည်းအမဲစုံတာနဲ့စဖော်ဆက်တယ်ဂျင်းရှိအတွက်ထီးဆန်ရပြီအနှဲငယ်ကျန်တော့ထီးဆန်မောင်းလုပ်ပြီးစင်မော်တင်ထားလိုက်တယ်မောင်တယောက်ဆေးပင်ခူးနေတော့နောက်နန်းဆောင်မှာကြွိုင်တက်နေပြီဘာလို့လဲဆိုတော့မောင်ဖော်ဆက်ထားတဲ့ထီးဆန်မုံတွေအားပြီးရန်ရွှေတော်တော့ရစိတ်တွေဆောင်ရကြွနေပြီဂျင်းရှိအတွက်ဆေးလုံးလေးတွေပေးလိုက်ပြီမိဖုရားပါထီးဆန်ကိုဘရင်ကြီးကိုတိုက်ချင်လို့ဆိုပြီးဒူမအတွက်ပါလှုပ်ခိုင်းတယ်တကယ်မလွယ်တဲ့မိဖုရား